အော်ဒမဲမင်္ဂလာပါခင်ဗျာပြည်တော်စုလွှတ်တော်နာယကနဲ့တော့ကပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များပြည်တော်စုအစိုးရအဖွဲ့ဝင်များပြည်တော်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားမိဘပြည်သူများအားလုံးကိုယ်စိတ်နေပြကျမ်းမှချမ်းသာကြပါစေကြောင်းဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်ဥဆောင်တဲ့အစိုးရအဖွဲ့သစ်နိုင်ငံတော်တာဝန်များကိုစတင်လွှဲပြောင်းယူခဲ့တာဟာဒီနေ့မှာရက်ပေါင်း100ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ရက်ပေါင်း100ကာလဟာကျွန်တော်တို့အစိုးရအဖွဲ့တဲ့သမကနိုင်ငံတော်အတွက်ပါအလွန်အရေးကြီးတဲ့အခြေခံအုတ်မြစ်များချမှတ်နိုင်ခဲ့တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့ကျွန်တော်တို့အစိုးရအဖွဲ့ပေါ်မှာပြည်သူများရဲ့ယုံကြည်အားကိုးမှုကိုအလေးထားသောအပြင်ဒီရက်ပေါင်း100အတွင်းဦးစားပေးလုပ်ငန်းစဉ်တွေကိုအစွမ်းကုန်ကြိုးပမ်းအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အစိုးရအဖွဲ့တာဝန်ယူခဲ့တဲ့အချိန်ကနေရက်ပေါင်း100ပြည့်မြောက်တဲ့ဒီနေ့အထိဆောင်ရွက်မှုတွေနဲ့ပြောင်းလဲတိုးတက်မှုတွေကိုပြည်တော်စုလွှတ်တော်ကတဆင့်မိဘပြည်သူများကိုတင်ပြသွားမှာဖြစ်ပါတယ်။ပြည်တော်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့နိုင်ငံဟာ2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဖြစ်ပေါ်ခဲ့တဲ့မဲပထမမှုတွေနဲ့အဲ့ဒီမဲပထမမှုဖြစ်စဉ်ကိုဥပဒေနဲ့ညီမဖြေရှင်းခဲ့နိုင်ကြရကြောင်းနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာခဲ့ရတဲ့ကာလတစ်ခုကိုဖျက်ဆီးခဲ့ကြရပါတယ်အဲ့ဒီကာလတွင်ပြည်တွင်းပြည်ပသွေးထိုးလှုံ့ဆော်မှုတွေကြောင့်စုပူကြမ်းဖက်မှုများနဲ့လက်နက်ကိုင်ပြည်ပခါတွေပေါ်ပေါက်ခဲ့ပြီးနိုင်ငံရဲ့တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာထိခိုက်စေခဲ့တာအားလုံးအပြည့်ပဲဖြစ်ပါတယ်။ဒါပေမဲ့တပ်မတော်တွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအစဉ်စဉ်ဆောင်ရွက်ခဲ့ရမှာယူကပြည်သူလူထုရဲ့ဆန္ဒနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပါတယ်။မဲပေးပိုင်ခွင့်ရှိသူများရဲ့54.2%လာရောက်မဲပေးကြတာဟာပြည်သူတွေအနေနဲ့ဒီမိုကရေစီစနစ်ကိုအမှန်တကယ်လူလားကြောင်းပြသလိုက်ခြင်းပင်ဖြစ်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတော်သမ္မတအနေနဲ့ကျန်းသစ္စာကျူဆိုတဲ့နေ့ကမီဒီယာများရဲ့မေးမြန်းမှုကိုကျွန်တော်ပြန်လည်ဖြေကြားတဲ့အခါမှာတိုင်းပြည်တည်ကြည်အေးချမ်းမှုရရှိရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုလေးထားပြီးဦးစားပေးဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့စတင်တရားဝင်ယူခြင်းကစပြီးတိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်2ရပ်ကိုအချိန်ဟုန်မြင့်ဖော်ဆောင်ခဲ့ပါတယ်။အထူးသဖြင့်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့နဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိစေဖို့တဲ့ငြိမ်းချမ်းရရှိရန်မှာမဖြစ်မနေလိုအပ်ပါတယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပြည်သူတွေရဲ့လူမှုစီးပွားဘဝနဲ့နိုင်ငံစီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ငြိမ်းချမ်းတဲ့ပတ်သက်လို့နိုင်ငံရေးရသဘောထားကွဲလွဲမှုများကြောင့်လက်နက်ကလမ်းစဉ်ကိုရောက်ရှိနေသူတွေကိုဥပဒေဘောင်တွေပြန်လည်ဝင်ရောက်လာဖို့နဲ့ညဉ့်ညစွာတွဲဆုံဆွေးနွေးနိုင်ဖို့တဲ့ဒီရက်ပေါင်း100အတွင်းမှာအချိန်ဟုန်နဲ့ဆောင်ရွက်ခဲ့ပြီးငြိမ်းချမ်းရေးတကားကိုလည်းထာဝရဖွင့်လှစ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ရဲ့အပိုက်25အရပြည်တော်စုငြိမ်းချမ်းရေးညီလာခံမှာဆွေးနွေးသဘောတူချုပ်ဆိုခဲ့တဲ့ပြည်တော်စုသဘောတူစာချုပ် Union Accord အစိပ်ပိုင်း1 2နဲ့3တို့ကို NCA အပိုက်20စလုံးနဲ့အညီဆွေးနွေးတည်ပြုချက်ရယူဆောင်နိုင်ဖို့ပြည်တော်စုလွှတ်တော်ကိုတင်သွင်းထားပြီးလည်းဖြစ်ပါတယ်။တိုင်းဒေသပြည်သူတရားလုံးရဲ့လူလက်ကျက်ပန်းတိုင်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုပေါ်ပေါက်လာစေရေးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်ရန်အချက်43ချက်ပါပြင်ဆင်ချက်များကိုလည်းပြည်တော်စုလွှတ်တော်သို့ပေးပို့ထားပြီးဖြစ်ပါတယ်။
ဒါကြောင့်ကြိုတွေ့နေရတဲ့သဘောထားကွဲလွဲမှုတွေနဲ့လူလားချက်တွေကိုလက်နက်ကန်လမ်းစဉ်နဲ့မဖြစ်ရှင်းပဲနိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့်နိုင်ငံရေးနီလာဖြစ်တာအေးချမ်းစွာဖြည့်ရှင်းအဖြေရှာကြဖို့အလေးနဲ့ထားပြီးထပ်မံတိုက်တွန်းလိုပါတယ်ကျွန်တော်တို့ဆိုအဖို့အနေနဲ့ငြိမ်းချမ်းတဲ့ကားကိုထာဝရဖွင့်လှစ်ထားရှိသည်ဆိုတဲ့ခံယူချက်နဲ့ဒိုင်းတန်လက်ကန်အဖွဲ့ EAO အားလုံးကိုတွဲဆုံဆွေးနွေးဖို့အမြိုက်ဖိတ်ခေါ်နေပါတယ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့မထိုးရသေးတဲ့အဖွဲ့တွေအားလုံးမြည်သည့်ကြိုတင်ကန့်သက်ချက်ကိုမှမထားဘဲတွဲဆုံဆွေးနွေးကြဖို့ EAO တွေကိုငြိမ်းချမ်းရေးအတွက်ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်ဒါကြောင့်လည်းတိုင်းဒေသလက်ကန်အဖွဲ့အစည်း73ဖွဲ့တို့နဲ့တွဲဆုံဆွေးနွေးနိုင်ခဲ့ပါတယ်ကျွန်တော်နိုင်ငံဟာလူလိုက်မဆုံးရှုံးခင်ကတည်းကတိုင်းရင်းသားတွေအားလုံးစုစုစည်းစည်းနဲ့နေထိုင်ခဲ့ကြတဲ့နိုင်ငံဖြစ်ပါတယ်လူလိုက်ဆုံးရှုံးပြီးနောက်ပိုင်းအမျိုးမျိုးသောတွေးခွဲမှုတွေကြောင့်တိုင်းရင်းသားစီလူညွညွတ်မှုပြတ်ပြားခဲ့ရသလိုလူလိုက်ရပြီးတဲ့အချိန်မှလည်းအမျိုးမျိုးသောတွေးခွဲမှုတွေကြောင့်တိုင်းရင်းသားစီလူညွညွတ်မှုတွေပြည့်မြင့်ခဲ့ရပါတယ်ဒီနေ့ဒီအချိန်ခါမှာတိုင်းရင်းသားအားလုံးစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့နိုင်ငံသစ်ကိုအထူးတကွတိဆောက်ကြဖို့လိုပြီးဒီညီညွတ်မှုခွန်အားဟာကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့တမိုင်းမွေတစ်ခုဖြစ်ကြံရည်နေပါပဲဖြစ်ပါတယ်မြို့သားစီလူညွညွရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကတဆင့်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်ဒါကြောင့်နိုင်ငံတော်မှလို့အများစုတည်ငြိမ်အေးချမ်းစေဖို့ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့နေရာမှာမဖြစ်နိုင်တာတွေကိုတောင်းဆိုနေပဲစားခေတ်စနစ်နဲ့ကိုက်ညီတဲ့ဖြစ်တဲ့နာဖြစ်နိုင်တာတွေကိုသာညှိနှိုင်းတောင်းဆိုကြဖို့လဲလိုအပ်ပါတယ်။ဒါပရငြိမ်းချမ်းရရှိရောကျိုးပေါင်းဆောင်ရွက်ရမယ့်တာဝန်ဟာအစိုးရမှာပဲတာဝန်ရှိတာမဟုတ်ပဲအစိုးရတပ်မတော်လွှတ်တော်နဲ့နိုင်ငံရေးပါတီများအပါအဝင်တိုင်းဒေသပြည်သူအလုံးတို့မှလည်းတာဝန်ရှိတာဖြစ်တဲ့အတွက်နိုင်ငံလိုထာဝရငြိမ်းချမ်းရရှိအောင်ဆောင်ရွက်တဲ့နေရာမှာပြည်သူများနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်းတပ်ဆန်းတို့ရဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့အလေးနဲ့ထားပြောကြားလိုပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်လို့တပ်မတော်ကိုတိုက်စွမ်းရည်တိုက်စွမ်းအားရှိတဲ့ခေတ်မီတပ်မတော် Standard Army တရက်ဖြစ်အောင်ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာတိုက်စွမ်းရှိဖို့အတွက်လိုအပ်တဲ့အရင်းမြစ်တွေရရှိစေဖို့ကျွန်တော်တို့အစိုးရအနေနဲ့မူဝါဒများချမှတ်ပြီးဆက်လက်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်ဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှန်340နဲ့အညီနိုင်ငံတော်လူကြီးတဲ့ကာကွယ်ရေးမှာပြည်သူလူထုတရားလုံးပါဝင်ရေးအတွက်တပ်မတော်ဦးဆောင်မှုနဲ့ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်ရမှာလည်းဖြစ်ပါတယ်နိုင်ငံတော်မှာယူသည်ခံညားလောက်တဲ့ကာကွယ်ရေးဆောင်ပကနဲ့လုံခြုံရေးဆောင်ပကရရှိစေဖို့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းကအာဏာတည်ရှိခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်းဆက်လက်အကောင့်တွေပေါ်ကျင့်သုံးသွားမှာဖြစ်ပါတယ်တိုက်စွမ်းရရှိတဲ့တပ်မတော်ဖြစ်လာစေဖို့လေးကျင့်လိုက်နာဆိုတဲ့လုပ်ငန်းစဉ်နဲ့ညီတပ်မတော်ကအမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာဖြစ်ပါတယ်ပြည်တွင်းလုံခြုံရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိပေမဲ့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအရတပ်မတော်အနေနဲ့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးပါဝင်ဖြည့်ရှင်းဆောင်ရွက်နေရခြင်းလည်းဖြစ်ပါတယ်ရဲတပ်ဖွဲ့မှာနေပြည်တော်နေမီထိန်းသိမ်းတဲ့ရဲတပ်ဖွဲ့ Armed Force Police နဲ့စီမင်းဥပဒေစီမံကားမိုင်းဆိုင်ရာထိန်းသိမ်းတဲ့ရဲတပ်ဖွဲ့ Law Force Police ဆိုပြီးတော့2မျိုးရှိပါတယ်ပြည်တွင်းငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ရဲတပ်ဖွဲ့တွေရဲ့စောင့်ဆောင်မှုပိုင်းဆိုင်ရာပုံမှုတူတက်လာစေဖို့စီနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လေ့ကျင့်သာပြုသောအာဂရိကင်းသောပြည်သူချစ်သောရဲတပ်ဖွဲ့များဖြစ်လာစေဖို့စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရဲတပ်ဖွဲ့များနေထိုင်မှုအဆင်ပြေစေဖို့နဲ့24နှစ်အသင့်ရှိနေစေဖို့အဆင့်ရှိတဲ့ရဲတပ်ဖွဲ့အိမ်ယာတွေကိုလည်းတိစောက်ပေးလျက်ရှိနေပါတယ်ပြည်သူလူထုရဲ့အဓိကထိတွေ့နေရတဲ့ရက်ွက်ကြီးရွာအုပ်စုစဉ်မြို့နယ်အဆင့်တွေမှာတာဝန်ယူရတဲ့အုပ်ချုပ်အဖွဲ့အစည်းတွေကိုလည်းနိုင်ငံတော်ကချမှတ်ထားတဲ့စီမီစည်းကမ်းတွေဥပဒေနဲ့အုပ်ချုပ်ရေးအခြေခံသဘောတရားတွေကို
သိရှိနားလည်တဲ့အဂရိကင်းပြီးစွမ်းရည်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်အောင်စနစ်တကျလေ့ကျင့်ပေးသွားမှာလည်းဖြစ်ပါတယ်ပြည်တော်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်မြှင့်တင်တဲ့နေရာမှာအခြေခံဥပဒေပါနိုင်ငံခြားရေးမူဝါဒဖြစ်တဲ့လွတ်လပ်ပြီးတက်ကြွတဲ့ဗဲမရတဲ့မူဝါဒကိုဆွဲကင်ပြီးနိုင်ငံတကာဆက်ဆံရေးမှာဗဲမြဟန်ချက်ညီတဲ့ဆက်ဆံရေးကိုတိဆောက်သွားမှာလည်းဖြစ်ပါတယ်။အင်အားကြီးနိုင်ငံများဒေသတွင်းနိုင်ငံများနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကဏ္ဍအသီးသီးမှာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ညီညွတ်စွာအတူရှင်တွဲနေထိုင်မူကြီး900နဲ့ညီနိုင်ငံတကာဆက်ဆံရေးကိုလည်းခိုင်မာအောင်တည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာအာဆီယံအခြေအနေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားလိုပါတယ်အာဆီယံထုတ်ပြန်ချက်9ချက်ဟာအာဆီယံအဖွဲ့ရဲ့ဘုံသဘောတူညီချက်မဟုတ်ပဲအာဆီယံလှည့်ကျဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်နောက်ဆက်တွဲဖြစ်တာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့အဆိုပါထုတ်ပြန်ချက်တွေဟာအစိုးရချမှတ်တဲ့ရှစ်လို့90တွေကိုအကောင့်တွေဖော်ရမှာအထောက်အကူပြုခြင်းနိုင်ငံအတွက်အကျိုးရှိစေခြင်းအာဆီယံချာတာအာဆီယံဝေးအာဆီယံစပရစ်တို့ပေါ်မှာအခြေခံမယ်ဆိုရင်ပြည်သူ့ဘောစဉ်းစားပြီးမယ်ဆိုတော့လည်းပြောကြားခဲ့ပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်တာကာလအတွင်းအာဆီယံနိုင်ငံချို့ရဲ့သဘောထားနဲ့မြန်မာနိုင်ငံပေါ်မှာခွဲခြားဆက်ဆံတာတွေပြုလုပ်ခဲ့ပေမဲ့ကျွန်တော်တို့တွေနဲ့ဆက်ရှိသီးခတ်ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့တာဝန်ဝတ္တရားတွေနဲ့အညီပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်အပြည်သူ့ဘောမဆောင်တဲ့ခွဲခြားဆက်ဆံမှုတွေကိုနိုင်ငံတော်ကလိုအပ်တဲ့တုံ့ပြန်မှုတွေ case by case တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံခြားရေးမူဝါဒနဲ့ညီပကတိအခြေအနေတွေကိုအခြေခံပြီးအမျိုးသားအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကိုအလေးထားစောင့်ရှောက်ကမြန်မာနိုင်ငံကဥဆောင်သောမြန်မာကိုယ်ပိုင်နည်းလမ်းဖြင့်အာဆီယံနဲ့ဆက်ဆံရေးကိုတိုးတက်စေဖို့ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့မေလ30ရက်နေ့ကဇွန်လ3ရက်နေ့ထိအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရှရီနရန်ဒရာမိုဒီရဲ့ဖိတ်ကြားချက်နဲ့အိန္ဒိယနိုင်ငံသို့တရားဝင်ခီးစဉ် official visit တွားရောက်ခဲ့ပါတယ်ဒီခီးစဉ်ဟာကျွန်တော်သမ္မတတာဝန်ယူပြီးတဲ့နောက်ပထမဆုံးတွားရောက်ခဲ့တဲ့ပြည်ပခီးစဉ်လည်းဖြစ်ပါတယ်ခီးစဉ်တွင်မှာအိန္ဒိယဝန်ကြီးချုပ်အိန္ဒိယသမ္မတနဲ့အိန္ဒိယနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်စတဲ့သူတို့နဲ့ရင်းနှီးနှီးတွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်ဒီခီးစဉ်မှာကရဒန်မြေကျောင်းဘက်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းအပြည့်အစုံရေးအိန္ဒိယမြန်မာထိုင်း၃နိုင်ငံဝေးပြေးလမ်းမကြီးအကောင့်ထဲပေါ်ရေးနဲ့မြန်မာကျောင်းသားများအတွက်ပညာသင်ဆုတိုးမြင့်ပေးရေးရူဘီကျငွေပေးချေမှုစနစ်အပါအဝင်နိုင်ငံကုန်သွယ်မှုတွေကိုပုံမလွယ်ကူချော့မွတ်စေရေးနဲ့ဆက်လက်တိုးမြင့်ရေးတို့ကိုစသတွေကိုဆွေးနွေးသဘောတူညီကြပါတယ်ဒီခီးစဉ်ကြောင့်ကမ္ဘာလူဦးရေအများဆုံးအင်အားကြီးဒီမိုကရေစီနိုင်ငံကြီးရဲ့တန်တမာရေးရအသိပတ်ပြုမှုကိုလည်းရရှိကြောင်းပြသနိုင်ခဲ့သလိုစီးပွားရေးကုန်သွယ်ရေးနဲ့ရင်းနှီးမှုနှံမှုတိုးမြင့်ရေးအတွက်သဘောတူညီချက်များနေသက်ဒေသလုံခြုံရေးနဲ့တနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးစေမဲ့ကိစ္စရပ်တွေကိုတနိုင်ငံကမဆောင်ရွက်ရေးစတဲ့ဂတိကဝတ်များလည်းရရှိခဲ့ပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ဦးဆောင်တဲ့မြန်မာနိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်ရဲ့ဖိတ်ကြားချက်အရဇွန်လ15ရက်ကနေ19ရက်နေ့ထိတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုနိုင်ငံတော်စစ်ချီးကျူးခီးစဉ် state visit တွားရောက်ခဲ့ပါတယ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်နိုင်ငံဘက်စုံကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရရှိဖို့ပူးပေါင်းဆောင်ရွက်ရေးမြန်မာနိုင်ငံမှာတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးမြန်မာတရုတ်နိုင်ငံကုန်သွယ်မှုမြင့်တင်ရေးစတဲ့ရည်ရွယ်ချက်တွေနဲ့ဒီခီးစဉ်ကိုတောက်ခဲ့တာပဲဖြစ်ပါတယ်ခီးစဉ်ထဲမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတရုတ်နိုင်ငံဝန်ကြီးချုပ်တရုတ်မျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်မြန်မာတရုတ်မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးနေသက်ဒေသတည်ငြိမ်အေးချမ်းမှုရရှိစေရေး
ရန်ကုန်နဲ့ပိုးလမ်းမစီမံကိန်း BRI နဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC စီမံကိန်းများအရှိန်မြင့်တင်ဆောင်ရွက်ရေးစတာတွေကိုအဓိကဆွေးနွေးခဲ့တယ်လို့ကျွန်တော်တို့ဘက်ကလည်းတရုတ်နိုင်ငံရဲ့မူဝါဒကိုထပ်မံထောက်ခံကြောင်းအတည်ပြုခဲ့ပြီးတရုတ်ဘက်ကလည်းကျွန်တော်တို့ဆွေးရအသစ်ပေါ်မှာအပြည့်အဝထောက်ခံကြောင်းခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်အာဂါသနဲ့ AI နည်းပညာအပါအဝင်နည်းပညာအသိပညာများဖလှယ်ရေးနဲ့တရုတ်နိုင်ငံကဦးစီးဖော်ဆောင်နေတဲ့ကမ္ဘာလုံးဆိုင်ရာအစီအမံတွေဖြစ်တဲ့ GSI, GDI, GCI, GGI အကောင့်တွေဖော်ရေးစတဲ့ကဏ္ဍများစွာဆွေးနွေးခဲ့ကြပြီးနိုင်ငံအစိုးရရင်သဘောတူညီမှု MOU 18ခုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်တရုတ်နိုင်ငံခီးစဉ်ကနေနိုင်ငံတကာဆက်ဆံရေးနဲ့တန်တမာရေးရအောင်မြင်မှုတွေရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်ဒါပြင်ဆွေမျိုးပေါ်ချီချီရေးနဲ့အေဒီပူမြအတိုက်ဝန်းထူထောင်ဖို့လည်းသဘောတူညီခဲ့ကြပါတယ်ပြည်တော်စုတော်နာယကနဲ့တုတ်တဲ့ကိုယ်စားလှယ်တို့များခင်ဗျာကျွန်တော်အနေနဲ့လာအိုပြည်သူဒီမိုကရက်သမ္မတနိုင်ငံသမ္မတမစ္စတာထောင်လွန်းစီစီလုရဲ့ဖိတ်ကြားချက်အရလာအိုပြည်သူဒီမိုကရက်သမ္မတနိုင်ငံကိုဇွန်လ3ရက်နေ့ကနေ9ရက်နေ့ထိနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်တွားရောက်ခဲ့ပါတယ်ဒီခီးစဉ်ဟာအာဆီယံနိုင်ငံတွေထဲမှာပထမဆုံးနိုင်ငံတော်အဆင့်ချစ်ကြည်ခီးသွားခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့လာပြည်သူဒီမိုကရက်သမ္မတနိုင်ငံသမ္မတအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဝန်ကြီးချုပ်လွန်ဘရာဘန်ပြည်နယ်ပါတီတွင်းဦးတို့နဲ့တွဲဆုံဆွေးနွေးခဲ့ပြီးနိုင်ငံခြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများပုံမူအားကောင်းလာစေဆွေးနွေးနိုင်ခဲ့ပါတယ်အာဆီယံနိုင်ငံတွေထဲမှာလာအိုနိုင်ငံကျွန်တော်နိုင်ငံနဲ့နှစ်ပေါင်း80ကျော်ကြာတန်တမာဆက်ဆံရေးရှိခဲ့ပြီးယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းအိန္ဒိယနိုင်ငံလည်းဖြစ်ပါတယ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေပေမဲ့ဘာပြဿနာမှမရှိခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်လာအိုမြန်မာနိုင်ငံဆက်ဆံရေးကိုမဟာဗျူဟာမမိတ်ဖက်နိုင်ငံဆက်ဆံရေးပြီးအဆင့်ပြည့်တင်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ပြည်တော်စုတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တွေများခင်ဗျာယနေ့ချိန်ကဟာကျွန်တော်နိုင်ငံသားတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အခြေခံအုံမှုဖြစ်တဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့စက်မှုစီးပွားကဏ္ဍများဟာကျင့်ညီကြီးပေါင်းစပ်တွန်းတင်ရမယ်အရေးကြီးတဲ့ကာလလေးဖြစ်ပါတယ်ကျွန်တော်နိုင်ငံလူဦးရေ30ရာခိုင်နှုန်းကျော်ဟာမြို့ပြမှာနေထိုင်ကြပြီး90ရာခိုင်နှုန်းခန့်ကတော့ခြေတရီသက်မှာနေထိုင်ကြတာဖြစ်ပါတယ်ဒါပြင်15နှစ်နဲ့အထက်နိုင်ငံလူဦးရေရဲ့45ရာခိုင်နှုန်းခန့်ကတော့စိုက်ပျိုးရေးမွေးမြူရေးတစ်တောနဲ့ရေထွက်ကုန်လုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်ကြီးလက်ဒေသတွေပြည်သူတွေရဲ့စီးပွားရေးကိုမြင့်တင်ဆောင်ရွက်ပေးမှသာသူတို့ရဲ့ဝင်ငွေတိုးတက်လာပြီးလူမှုစီးပွားဘဝတွေတိုးတက်လာမှာလည်းဖြစ်ပါတယ်ဒါကြောင့်စိုက်ပျိုးမှုပြည်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်းအလေးထားဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံမှာလေတောင်ယာယာစသဖြင့်အမျိုးမျိုးသောစိုက်ပျိုးမြေဧက33သန်းကျော်ရှိပါတယ်ဒီထဲမှာစပါးစိုက်ပျိုးဧက19.8သန်းအစေတို့ပြန်စိုက်ဧက1.6သန်းပဲမျိုးတို့စိုက်ပျိုးဧက2.8သန်းနှမ်းစိုက်ပျိုးသောနှမ်းစိုက်ပျိုးတဲ့ဧက3.9သန်းအသီးသီးရှိပါတယ်ကျွန်တော်တို့နိုင်ငံအတွက်ဒီစိုက်ပျိုးမြေပမာဏဟာလုံလောက်တဲ့ပမာဏဖြစ်တဲ့အတွက်ကြောင့်စိုက်ပျိုးမြေကိုထပ်မံတိုးချဲ့ဖော်ထုတ်ဖို့မလိုတော့ပဲပန်းနိုင်ထွန်းတို့ရရှိဖို့နဲ့ဒီတဲ့စိုက်ပျိုးမှုတွေနဲ့အထက်နှုန်းတိုးအောင်ဆောင်မြင့်တင်ဖို့ပဲလိုအပ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာစိုက်ပျိုးမှုမြေအတွက်ကောင်းမွန်တဲ့ရေမြေတောတောင်တရားဇာတများပိုင်ဆိုင်ထားတဲ့အားလျော်စွာဒီလုပ်ငန်းတွေကိုအခြေခံတဲ့စက်မှုစီးပွားရေးစနစ်ကိုလည်းတည်ဆောက်ခြင်းဖြင့်နိုင်ငံတော်ရဲ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်စိုက်ပျိုးကဏ္ဍကိုကြည့်မယ်ဆိုရင်တမယိုးကျစိုက်ပျိုးရေးစနစ်ကနေခိမီစက်မှုလေယာစနစ်ကိုကူးပြောင်းနိုင်ဖို့အတွက်အစိုးရအနေနဲ့အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ကျွန်တော်တို့ဆိုအနေနဲ့စားရေးခါအတွက်အဓိကကျတဲ့ဆန်စပါးကိုလယ်မြေအားလုံးမှာပန်းနဲ့ထွန်းတို့ရရှိအောင်စိုက်ပျိုးစေပြီးပြည်သူ့စားသုံးမှုဖူလုံရန်တမကပြည်ပကိုဆန်စပါးတင်ပို့မှုမြင့်မားတဲ့အခြေအနေကိုပြန်လည်ရောက်ရှိအောင်ကြိုးစားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်
ဒါပြင်မြန်မာပေါ်ဆန်းတစ်ခေတ်ဆန်းရမည်ဆိုတဲ့ညွှန်မှချက်ထားပြီးကျူးစားလှုပ်ဆောင်နေပါတယ်ပထမဆင့်အနေနဲ့ပြည်ပကိုနှစ်စဉ်စံတန်ချိန်3 သန်းတင်ပို့နိုင်ရေးအတွက်ပြည်ပဈေးကွက်လိုအပ်ချက်တဲ့ကိုက်ညီတဲ့အရေးသွေးကောင်းစဘာမျိုးတွေကိုဒုချက်စိုက်ပျိုးထုတ်လုပ်ဖို့နဲ့မျိုးလိုက်စဘာစဧက 3.5 သိန်းထပ်မံတိုးချက်စိုက်ပျိုးနိုင်မဲ့အစီအမံတွေကိုလည်းဆောင်ရွက်နေပါတယ်ဒုတိယဆင့်မှာတော့နှစ်စဉ်စံတန်ချိန်5 သန်းအထိတင်ပို့နိုင်အောင်ရည်မှန်းဆောင်ရွက်နေပါတယ်လက်ရှိမှာပေါ်ဆန်းစဘာကိုစုစုပေါင်းစဧက 1.3 သန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီးမြန်မာပေါ်ဆန်းဖိုရမ်ဒီကိုလည်းနှစ်စဉ်မပြတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်စိုက်ပျိုးရေးကဏ္ဍမြင့်တင်နိုင်ဖို့အတွက်အဓိကကြတဲ့မျိုးမြေရေနီးစတဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းမြင့်တင်ပြီးတော့မှမျိုးဗလာစိုက်ပျိုးရေးကနေစနစ်တကျစိုက်ပျိုးရေးစက်မှုလျက်စိုက်ပျိုးရေးကိုကူးပြောင်းပြီးတော့ပြည်သူ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့မျှော်မှန်းထားကြောင်းလည်းပြောကြားလိုပါတယ်ဓမ္မတာပြည်တွင်းဖူလုံမှုစားရိတ်ခလုံခြုံမှု food security ကိုအမခံနိုင်မှာလည်းဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့နိုင်ငံဟာဒေသတွင်းနိုင်ငံတွေသမကကမ္ဘာစားနပ်ရိက္ခာကိုဖြစ်တင်ပေးနိုင်တဲ့အဓိကနိုင်ငံတွေထဲမှာပါဝင်လာနိုင်ဖို့ကမ္ဘာစပယ်ကြီးနိုင်ငံဖြစ်လာစေဖို့ရည်မှန်းကြိုးပမ်းလှုံ့ဆော်နေကြောင်းလည်းပြောကြားလိုပါတယ်ပြည်တော်သူတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်တွင်းစားသုံးစီဖူလုံရေးနဲ့ပတ်သက်ပြီးစီရသီးနှံတွေဖြစ်တဲ့မြေပဲနှံနေကြတို့ကိုအထူးဆုံး12 ခုတတ်မှတ်ပြီးတော့တရေကထွန်းတိုးတက်ရေးနဲ့ပန်းနယ်ထွန်းတို့ရရှိရလို့လည်းအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေပါတယ်ကျွန်တော်နိုင်ငံဟာမတူညီတဲ့ရာသီဥတုဒေသတွေမှာမတူညီတဲ့စီရသီးနှံမျိုးတွေကိုစနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ပြီးဒီနှစ်ပါလို့ထုတ်လုပ်နိုင်တဲ့အလားအလာလည်းရှိပါတယ်တသက်တို့စီရသီးနှံတွေဖြစ်တဲ့အပြင်စီအုံးလိုမျိုးနှစ်စီရနှစ်ရှိပေများကိုပါစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ရေမြေရာသီဥတုတွေပိုင်ဆိုင်ထားပါတယ်မြေပဲနှံနေကြမုံညင်းတဲ့ပန်းနှံတို့ဟာမြေတို့မှာမြေပဲဟာတရေကအထွန်းတို့အမြင့်ဆုံးဖြစ်ပါတယ်နေကြဟာစီရထိထွက်အရှိမှုမှာမြေပဲနှံတို့နဲ့ရှင်းနိုင်ပါတယ်အလားတူပဲပို့ဟာလည်းစီရနှုံကောင်းမှုပြီးပဲချိတ်ဖောက်ကိုတဲ့တိရစ္ဆာန်အစာမှာအဓိကအဖြစ်အသုံးပြုလို့ရပါတယ်မြေပဲနှံနေကြပဲပို့တို့ဟာကာလတို့ရာသီသီးနှံတွေဖြစ်တဲ့အတွက်တီးတဲ့စိုက်ပျိုးနိုင်လို့စီရသီးနဲ့စိုက်ပျိုးထုတ်လုပ်မှုကိုမြင့်တင်နိုင်ဖို့အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်။နောက်နဲ့ပတ်သက်လို့ဒီကပန်းနဲ့အထွန်းနှုံးဟာ30တတ်မှတ်ထားပေမဲ့လည်းအမှန်တကယ်အထွန်းနှုံးဟာ9.6 သန်းသာရှိတဲ့အတွက်50 ရာခိုင်နှုန်းသာရှိတာကိုတွေ့ရပါတယ်။ပန်းနဲ့အထွန်းနှုံးပြည့်မီမယ်ဆိုရင်ထုတ်လုပ်မှုကုန်ကျစရိတ်တွေကျဆင်းလာမှာလည်းဖြစ်ပါတယ်။စားသုံးသူများအနေနဲ့ပြည်ပကတင်သွင်းနေတဲ့စားအုံးစီတွေအစားပြည်တွင်းထုတ်မြေပဲစီနှမ်းစီနေကြစီပဲပုတ်စီတို့ကိုလည်းပုံမအားပေးဝယ်ယူစားသုံးသင့်ပါတယ်။ကျန်းမာရေးနဲ့ညွှန်ညွတ်တဲ့စီစားသုံးမှုပမာဏအရလူတူးတဲ့စီကိုတစ်နှစ်မှာ5 ပိဿာကနေ6 ပိဿာကြားသာစားသုံးသင့်ကြောင်းတွေ့ရှိရပါတယ်။ကျွန်တော်နိုင်ငံသားတွေတင်တဲ့တစ်နှစ်မှာစီ10 ပိဿာကျော်အထိစားသုံးနေကြခြင်းဖြစ်တဲ့အတွက်ပုံမှန်သုံးစွဲတဲ့ပမာဏထက်များစွာကျော်လွန်သုံးစွဲနေတာကိုလည်းစစ်တမ်းများရသိရှိရပါတယ်။မြန်မာနိုင်ငံလူဦးရေ51.51 သန်းကျော်မှာ9 နှစ်အောက်ကလေး3 သန်းခန့်နဲ့စီစားသုံးမှုနည်းပါးတဲ့ဒေသတွေကလူဦးရေကိုဖယ်ထုတ်ရရင်တောင်မှကျန်ရှိတဲ့လူဦးရေ45 သန်းခန့်ကိုအခြေပြုပြီးလူတဦးအတွက်တစ်နှစ်စာစီရှိပိတန်နဲ့စားသုံးမှုနဲ့ယူဆတွက်ချက်ရမယ်ဆိုရင်နိုင်ငံတော်မှာနှစ်စဉ်စားသုံးစီလိုအပ်ချက်ကစီတန်ကြီး 5.5 သိန်းခန့်ပဲရှိပါတယ်။ဒီကလို့သာကျမ်းမာရေးနဲ့ညီညွတ်တဲ့စီစားသုံးမှုနဲ့ပြောင်းလဲတွက်ချက်ကြည့်မယ်ဆိုရင်စီတန်ကြီး 4.3 သိန်းခန့်သာလိုအပ်မှာလည်းဖြစ်ပါတယ်။နိုင်ငံတွင်းမှာစီထွက်သီးနှံတွေစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်စိုက်ဧကပေါင်း 8.8 သန်းကျော်စိုက်ပျိုးဖို့ရထားပါတယ်။ရတဲ့အတွက်အထက်တွန်းတွေရမျိုးအလေလွင့်နဲ့မျိုးဖလာရိုးရစားသုံးမှုတွေကိုစားသုံးမှုတွေမှာသုံးတဲ့ပမာဏကိုခြံပြီးစီချမ်းတွေကိုကြိတ်ခွဲမယ်ဆိုလို့ရှိရင်စားသုံးစီတန်ကြီး 8.6 သိန်းခန့်ထွက်ရှိနိုင်မယ်လို့ခန့်မှန်းတွက်ချက်လို့ရပါတယ်။ဒါကကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းလိုအပ်ချက်ကိုဖူလုံတဲ့ကုန်ကျပမာဏရှိနေကြောင်းကိုညွှန်းပြနေတာပဲဖြစ်ပါတယ်။လက်ရှိမှာကြိတ်ခွဲနိုင်မှုထက်
ပိုရှန်နေတဲ့စီရတီနန်ကုန်ချမ်းတွေသူတိမြင့်မြေပဲနဲ့နှမ်းကိုပြပကိုတင်မို့ခြင်းနဲ့နိုင်ငံခြားဝင်ငွေရရှိနေပါတယ်ဒါပေမဲ့ပြည်တွင်းစားသုံးစီထုတ်လုပ်မှုဘလုံနဲ့လို့ပြပကစားအုံးစီတင်သွင်းရတဲ့အတွက်ကုန်ကျတဲ့နိုင်ငံခြားပမာဏများပြီး2024ခုနှစ်မှာတန်ချိန် 9.5 သိန်းနဲ့2025ခုနှစ်မှာ 6.4 သိန်းတင်သွင်းခဲ့ရပါတယ်မိမိတို့စီးတွဲတီးနှံကိုရောင်းချလို့ရတဲ့နိုင်ငံခြားငွေပမာဏကနည်းနေတာဖြစ်လို့ကိုပြည်တွင်းကကုန်ချမ်းကိုကိုပြည်ဒီမှာဝယ်ချစ်ခွဲနိုင်အောင်ကြိုးစားဆောင်ရွက်နေပါတယ်ဒါမှသာပြည်တွင်းစားသုံးမှုဖူလုံလာမဲ့ပြင်ပြည်ပကိုလည်းတန်ဖိုးမြင့်ကုန်ချောများဖြင့်ပြန်လည်တည်ပို့နိုင်မှာလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မှာရှိပြီးသားအရင်းမြစ်တွေကိုစနစ်တကျနဲ့အလေလွင့်နဲအောင်အသုံးချပြီးနိုင်ငံတော်ရဲ့လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့အထူးလေးပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ပြည်တော်စုတော်နာယကနဲ့တို့တဲ့ကုသတော်ကြီးများခင်ဗျာကျွန်တော်တို့ဆိုရတဲ့ထက်ဆိုရအနေနဲ့စက်မှုကုန်ချမ်းသီးနှံတွေဖြစ်တဲ့ရဘာဝါစတာတွေကိုတိုးချက်စိုက်ပြုဖို့ရဘာကိုပြည်တွင်းမှာအရေးသေးရှိထုတ်လုပ်ဖို့တဲ့စီစဉ်ဆောင်ရွက်နေပါတယ်ဝါစိုက်ပြုထုတ်လုပ်မှုတိုးတက်စေဖို့လဲစီမံကိန်းချမှတ်ဆောင်ရွက်နေတာဖြစ်ပြီးလက်ရှိဝါမျိုးသွန်စိုက်ဧက 9.5 သိန်းခန့်စိုက်ပျိုးလက်ရှိနေပါတယ်။တောင်သူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းပေါ်မှာမူတည်ပြီးဝါစာဧကကို2029-2028စရသည်မှာဧက 6 သိန်းထိတိုးမြင့်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်ယာထားဆောင်ရွက်လည်းရှိနေပါတယ်။ယခုတွေ့ရှိနေတဲ့ဝါအထွတ်နှုန်းနဲ့စိုက်ဧကမှန်ကန်ရင်ဝါပူချမ်းမှုများစွာရှိနေပါတယ်။ကျွန်တော်တို့ပြည်ပကိုကောင်းစွာတင်ပို့နိုင်ပါတယ်။လက်ရှိမှာဝါအထွတ်နှုန်းဟာပြတ်မှတ်တရေက499ပိတ်တာပဲရှိတာမို့ပန်းတဲ့ရေမချက်အထွတ်နှုန်း900ပိတ်တာထိထွက်ရှိအောင်ဆောင်ရွက်နိုင်မယ်ဆိုရင်နိုင်ငံခြားဝင်ကိုဒီတဲ့ပူများစွာရအောင်ဆောင်ရွက်ပေးနိုင်ပါတယ်အဓိကလိုအပ်ချက်ကဝါချီမင်းရှိဝါမျိုးလုံလောက်စွာရရှိရေးနဲ့စိုက်ပျိုးရေးအောင်ရည်ရရှိရေးတို့ဖြစ်တဲ့အတွက်လေးသက်ဆောင်ရွက်ပေးနေပါတယ်တစ်ဖက်ကလည်းစိုက်ရေးကအထွတ်နှုန်းနဲ့တရေကထွေးတုံးတဲ့စိုက်ရည်ကစင်းအချက်လက်တွေမှန်ကန်ကိုက်ညီဖို့လဲခွင့်ပြုဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ထွက်ရှိလာတဲ့ဝါကောင်းတွေကိုပြည်တွင်းကဝါကျစ်ဆက်ုံတွေမှာအရေးသွေးမီကျစ်ခွဲနိုင်ဖို့နဲ့ချီမင်းနဲ့အထည်လေးဆက်ယုံတွေကိုအချိန်မီပြပို့နိုင်ဖို့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလက်ရှိနေပါတယ်ဒါ့အပြင်အရေးသွေးမီဝါကောင်းနဲ့ချီတယ်များထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းပညာကိုပံ့ပိုးကူညီပေးနေတယ်လို့ခင်မီဝါကျစ်ဆက်ဝါပန်ဆက်များဝယ်ယူရရှိနိုင်တဲ့အတွက်လိုအပ်တဲ့ရှင်းငွေတွေကိုလည်းထုတ်ချပေးလက်ရှိနေပါတယ်လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေဖို့အတွက်လည်းနည်းပညာပေးသင်တန်းတွေနဲ့လူသားအရင်းမြစ်ဆိုင်ရာပံ့ပိုးမှုတွေကိုလည်းပြုလုပ်ပေးလက်ရှိနေပါတယ်ပြည်တွင်းမှာရှိတဲ့ဝါကျစ်ဆက်ယုံတွေနဲ့ချီမင်းဆက်ယုံတွေကအောင်မြင်စွာလက်ပနိုင်ခြင်းအပြင်ပြည်ပကချီတယ်နဲ့အထည်လေးတင်သွင်းမှုကိုရှော့ချနိုင်မှာလည်းဖြစ်တယ်ဒီလိုဆိုရင်ပြည်ပသွင်းကိုအစားထိုးနိုင်မှာဖြစ်တယ်လို့ပြည်ပကိုတန်ဖိုးမြင့်ထုတ်ကုန်ဖြစ်တင်ပို့နိုင်ခြင်းအပြင်နိုင်ငံခြားကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်ဒါဟာ agro based industry ကိုတွားနေခြင်းလည်းဖြစ်ပါတယ်စိုက်ပျိုးလုပ်ငန်းတွေအတွက်အဓိကကျတဲ့စိုက်ပျိုးရေးလုံလုံလောက်ရှိစေဖို့အတွက်ဆိုလာစနစ်နဲ့မြေရည်ဒီစီမံကိန်းများကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီစီမံကိန်းတွေကိုဒေသများစွာမှာလင်းလင်းမြမြအကောင့်တွေဖော်နိုင်ရင်ဒီဘဏ်ကိန်းကရရှိလာမယ့်အကျိုးကျေးဇူးတွေကိုပြည်သူလူထုကစိုးလွန်စွာရရှိနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်내နဲ့တိုင်းဒေသကြီးတွေမှာလည်းကိုအားကိုပြီးဓမ္မတဲ့နိုင်ဆိုလာစနစ်နဲ့မြေရည်စီမံကိန်းများဆောင်ရွက်နိုင်ဖို့ပြည်내တိုင်းဒေသကြီးအစိုးရများကစီမံဆောင်ရွက်ပေးကြဖို့လည်းတွန်းအားပေးလှုံ့ဆော်သွားပါမယ်။ပြည်တော်ထုတော်နာယကနဲ့ထုတော်ကုသလများခင်ဗျာဆက်လက်ပြီးနိုင်ငံတော်ရဲ့စာရေးကဏ္ဍမှာအရေးပါတဲ့မူးမြစ်ကဏ္ဍကိုတင်ပြလိုပါတယ်ကျွန်တော်နိုင်ငံမှာခြေလက်နေဒေသနေထိုင်သူ90%ကရှိတာကြောင့်ခြေလက်နေပြည်သူတွေရဲ့မိသားစုငွေတိုးပွားလာစေဖို့အတွက်တပတ်တည်းနဲ့စိုက်ပျိုးမွေးမြူရေးမှသည်စနစ်တကျစီးပွားဖြစ်မွေးမြူရေးစနစ်တို့ကူးပြောင်းသွားဖို့လည်းလိုအပ်ပါတယ်ကြက်ဝက်စိတ်နွားနဲ့ငါးစားတဲ့အသားငါးမျိုးကိုစနစ်တကျမွေးမြူနိုင်စေဖို့အတွက်မျိုးကောင်းမျိုးသားများဖြန့်ဖြူးပေးခြင်းတိရစ္ဆာန်အစာနဲ့ဆေးဝါးများလုံလောက်စွာရရှိစေခြင်းတို့ကိုလည်းဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်။ဘ
မူမီလုပ်ငန်းများမှာအဓိကစင်ခုံမှုဖြစ်နေတဲ့တရိษံယောဂများကာကွယ်နိုင်စေဖို့အတွက်ဇီဝလုံခြုံမှုစနစ်ကိုအလေးထားဆောင်ရွက်ကြဖို့လည်းတိုက်တွန်းထားပြီးလည်းဖြစ်ပါတယ်။ထို့သဖြင့်ကြံငွေတကွေယောဂတို့ကုသယောဂများကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေကိုတိကျစွာလိုက်နာကြရမှာလည်းဖြစ်ပါတယ်။ဒါပြင်ငါးပစုံမူမီကဏ္ဍမှာလည်းကမ္ဘာစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့လမ်းညွှန်ချက်များနဲ့ညီရေရှည်တည်တံ့တဲ့မူမီစနစ်တွေကိုကျင့်သုံးဆောင်ရွက်ခြင်းအပြင်ပြည်ပစည်းဝေးကိုလည်းထိုးပေါက်နိုင်မှာလည်းဖြစ်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်내အများစုမှာကြက်သားနဲ့ဝါသားထုတ်လုပ်မှုဟာဖူလုံးမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။အလားတူအခြေခံအစားအစာဖြစ်တဲ့ကျဲဥဘဲဥကလည်းဒေသတော်များများမှာဖူလုံးမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။လူကြီး51.4 သန်းနဲ့တွက်ကြည့်ရင်ဦးစားချက်ဦးစားပဲမူမြူရေးကဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ဖြစ်ပြည့်မီဖို့များစွာလိုအပ်နေတာကိုလည်းတွေ့ရှိရပါတယ်။စားသုံးမှုနဲ့ထုတ်လုပ်မှုကွာချက်ကြီးမားတာတွေကြောင့်ကိုယ်စိမ်တို့ကြီးမြင့်နေတာလည်းဖြစ်ပါတယ်။စိတ်နွားအမဲသားငါးပဇွန်မွေးမြူထုတ်လုပ်မှုဟာလည်းဒီနှစ်တာစားသုံးမှုနဲ့တွက်ချက်ကြည့်မယ်ဆိုရင်ဖူလုံမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်စားသုံးမှုဖူလုံရန်မူမီကဏ္ဍကိုပုံမူတိုးမြင့်ဆောင်ရွက်သွားဖို့လည်းလိုအပ်ပါတယ်။မူမီမှာအရေးကြီးတဲ့တရိษံအစာကုန်ချမ်းရဲ့90%ဖြစ်တဲ့ပြောင်းစကွဲဖွဲပဲပတ်တို့ဟာပြည်တွင်းမှာထွက်ရှိတာကြောင့်ဖြစ်တဲ့အတွက်ပြည်ပကတင်သွင်းနေရတဲ့တရိษံအစာတင်သွင်းမှုကိုလည်းလျှော့ချပြီးပြည်တွင်းမှာဖြစ်နေတဲ့မြပုံမူတိုးမြင့်ထုတ်သွားခြင်းအပြင်မူမီရေးကိုပုံမူဆောင်ရွက်သွားနိုင်မှာလည်းဖြစ်ပါတယ်။ကျွန်တော်နိုင်ငံရဲ့ငါးပစုံမူမီကဏ္ဍဟာတဘာဝရေအရင်းမြစ်တွေဇီဝမျိုးကွဲတွေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုဒီပိုင်းနဲ့ချိတ်ဆက်ထားတဲ့မဟာဗျူဟာမောက်ကဏ္ဍတရားလည်းဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အမှန်တကယ်ငါးမွေးမြူထုတ်လုပ်မှုဟာဒေသတွင်းတန်ခါတွေတဲ့များစွာရောနှောနေကြောင်းလည်းတွေ့ရှိရပါတယ်။စင်းစားတွေရငါးကုန်ထုတ်လုပ်မှုမှာမူမြူရေးက30%နဲ့ဖမ်းတာက90%ရှိတယ်လို့ဆိုပါတယ်။စီကံမဲ့စီးပွားရေးငါးဖမ်းတာတွေရေနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေရာသီဥတုပြောင်းလဲတာတွေကြောင့်တဘာဝငါးပစွန်အရင်းမြစ်တွေနဲ့ဒေသကငါးမျိုးရင်းတွေရောနေလာတာကိုလည်းသတိထားကြရမှာဖြစ်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်နယ်များအနေနဲ့လည်းမိမိတို့ဒေသတွေလိုအပ်တဲ့စားသောက်ကိုဖူလုံစွာရရှိစေဖို့အတွက်ချက်ပြေးမှုမြေလုပ်ငန်းတွေကိုစနစ်တကျနဲ့အောင်မြင်အောင်ဆောင်ရွက်သွားကြဖို့လည်းလိုအပ်ပါတယ်။ဒေသတွင်းစားသုံးမှုဖူလုံမှုကတဆင့်ပူရှာနာတွေကိုဖြန့်ဝေရောက်ချပေးနိုင်ပြီးတော့မှနိုင်ငံတော်မှလုံးဖူလုံရေးကိုလည်းဖော်ဆောင်ပေးနိုင်မယ်ဆိုရင်အသားငါးတွေရဲ့ကုန်စည်နှုန်းတွေဟာလည်းအလိုလိုကျဆင်းသွားနိုင်မှာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတကာရဲ့စီးပွားရေးအရှိန်ဟုန်နဲ့ဖမှုတိုးတက်လာစေဖို့တဲ့လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဟာလည်းအလွန်ရေးကြီးတဲ့မောင်းတဲ့အားတစ်ခုဖြစ်ပါတယ်။လမ်းမဆက်သွယ်ရေးကောင်းမွန်မှစီးပွားရေးဖွံ့ဖြိုးမှုဆွေတဲ့ဆောင်ဖို့နဲ့အညီကျွန်တော်တို့အစိုးရအနေနဲ့ပြည်တော်စုတော်မှလုံးမှာရှိတဲ့လမ်းတရာကွန်ရက်တွေကိုအဆင့်မြင့်တင်ခြင်းပို့ဆောင်ရေးလုပ်ငန်းများပုံမှုမြန်ဆန်လာစေဖို့နဲ့ဆက်သွယ်နည်းပညာများပုံမှုတိုးတက်လာစေဖို့ကိုလည်းဦးစားပေးလုပ်ငန်းစဉ်တရားဖြင့်ချမှတ်ဆောင်ရွက်လက်ရှိနေပါတယ်။ပြည်သူများသွားလာမှုပုံမှုမြန်ဆန်ချုံးမွေ့လာစေဖို့နဲ့ကုန်စည်စည်းစိမ်မှုအရှိန်ဟုန်မြင့်တင်နိုင်ဖို့အတွက်ကုန်းလမ်းရထားလမ်းနဲ့ရေချောင်းလမ်းလေချောင်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်းဟန်ချက်ညီအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ခြေလက်နေပြည်သူများအတွက်လည်းရာသီမရွေးသွားလာနိုင်တဲ့ခြေလက်ကုန်ထုတ်လမ်းတွေနဲ့တရားများကောင်းမွန်လာစေဖို့အတွက်လေးထားဆောင်ရွက်ပေးနေပါတယ်။ဒါပြင်တဘာဝဘေးအန္တရာယ်နဲ့ပဋိပက္ခတွေကြောင့်ပျက်စီးခဲ့ရတဲ့လမ်းတရားအခြေခံအဆောက်အဦတွေလည်းအများဆုံးပြန်လည်ထူထောင်ပေးလျက်ရှိနေပါတယ်။လက်ရှိအနေထားအရအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတိုင်းမှာကမ္ဘာနိုင်ငံရေးအခင်းကျင်းမှနဲ့အရှေ့လယ်ပိုင်းပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့73စီဈေးနှုန်းနဲ့မြင့်တက်လာမှုဒီနဲ့ပြက်လက်မှုဆိုင်ရာစင်ခုံမှုတွေနဲ့ရင်ဆိုင်ရလျက်ရှိပါတယ်။2024ခုနှစ်မှာရေနံစိမ်းတစ်စီးကိုအမေရိကန်ဒေါ်လာ84ပတ်ဝန်းကျင်ရှိခဲ့ပြီး2025ခုနှစ်မှာတော့အမေရိကန်ဒေါ်လာ82ပတ်ဝန်းကျင်ရှိခဲ့ပါတယ်။အရှေ့လယ်ပိုင်းပဋိပက္ခဖြစ်ပွားခဲ့တဲ့2026ခုနှစ်နောက်ပိုင်းမှာရေနံစိမ်းတစ်စီးကိုအမေရိကန်ဒေါ်လာ126ဒေါ်လာအထိမြင့်တက်ခဲ့တဲ့အတွက်ကြောင့်73စီပေါ်မှာမှီခိုနေရတဲ့ဈ
စီးပွားလုပ်ငန်းတွေအားလုံးရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်မားလာခဲ့ကြပါတယ်ကျွန်တော်နိုင်ငံဟာနှစ်စဉ်အမေရိကန်ဒေါ်လာ5ဘီလီယံခန့်နဲ့73စီတင်သွင်းနေရတဲ့အတွက်ဒီခေတ်ကိုကျော်လွှားနိုင်ဖို့73စီချူတရုပ်ကိုလည်းအမျိုးသားရေးမူဝါဒအဖြစ်လိုက်နာဆောင်ရွက်သားကြောက်ဖို့လည်းလိုအပ်ပါတယ်မော်တော်ယာဉ်တွေကိုစုံရက်မရက်တတ်မှတ်ပြီးမောင်းနှင်စေခြင်းဗိုလ်ထူးတွေ work from home ဆောင်ရွက်စေခြင်းတို့နဲ့73စီသုံးစွဲမှုကိုရှော့ချနိုင်ခဲ့ပါတယ်ဒီလိုရှော့ချနိုင်ခဲ့တဲ့အတွက်တနေ့ကို73စီ1.2ဂါလံတန်းတက်တာစေတဲ့အတွက်တနေ့ကိုအမေရိကန်ဒေါ်လာ9တန်းတစ်လကိုအမေရိကန်ဒေါ်လာတန်း230တက်တာစေခဲ့ပြီးလက်ရှိအချိန်အထိစုစုပေါင်းအမေရိကန်ဒေါ်လာတန်း1000ကျော်တက်တာစေခဲ့ပါတယ်ပြည်သူလူထုကလည်းချိုးချံချွေတာပြီးပူးပေါင်းဆောင်ရွက်ပေးကြစီလိုပါတယ်ဒါကြောင့်ကျွန်တော်တို့ဆိုအနေနဲ့73စီပုံမှာမိခိုမှုကိုရှော့ချနိုင်ဖို့မိသားကဏ္ဍကိုလည်းအရှိန်ဟုန်မြင့်တင်ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်အစိုးရတည်ရဲ့ရပ်ပေါင်း100စီမံချက်အတွင်းရန်ကုန်မန္တလေးရန်ကုန်မော်လမြိုင်နဲ့ရန်ကုန်ပြည်ရထားလမ်းများကိုအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိသလိုမိဘပြည်သူများသွားလာရေးအဆင်ပြေစေဖို့အတွက်တရက်လျင်လူစုရထားစုစုပေါင်း86ဆင်းပြေးဆွဲပေးလျက်ရှိနေပါတယ်ရထားပို့ဆောင်ရေးကဏ္ဍမှာ73စီသုံးစွဲမှုချွေတာနိုင်ရေးအတွက်လည်း73စီအစားထိုးဘက်ထရီစနစ်သုံးလျှက်စစ်ရထားစက်ကောင်းများ Battery Electric Locomotive BEL ကိုပြည်တွင်းမှာပြောင်းလဲပြင်ဆင်ထုတ်လုပ်ပြီးတချို့လမ်းမိုင်းတွေမှာစတင်ပြေးဆွဲလျက်ရှိနေပါတယ်ကျွန်တော်နိုင်ငံမှာရှိတဲ့တန်လားများရဲ့အနေအထားအရကီလိုမီတာ80-80နှုန်းခန့်သာမောင်းနှင်နိုင်တာဖြစ်တဲ့အတွက်မြန်နှုန်းမြင့်လျှက်စစ်ရထားတွေအဆင့်မြင့်တင်ပြောင်းလဲပြေးဆွဲဖို့ဆိုရင်တန်လားများလဲလှယ်ရနဲ့လျှက်စစ်တာအလုံးလောက်ရရှိဖို့စဉ်စစ်မဲ့မရရှိဖို့လဲလိုအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့ဆက်လက်အကောင့်တွေပေါ်ကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒါတော့မှ BEL batteries ရထားစက်ကောင်းများအသုံးပြုပြေးဆွဲခြင်းဟာ73စီသုံးစွဲမှုချွတ်တာနိုင်ပြီးငုံငုံကြေးကြအသက်သာဆုံးနဲ့အများဆုံးသောနီးလန်းဖြစ်ပါတယ်။ဒါပြင် BEL စက်ကောင်းတွေဟာတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေတဲ့အတွက်လက်စစ်ရထားများပြေးဆွဲအသုံးပြုမှနေခြင်းမှာ BEL စက်ကောင်းတွေကိုဆက်လက်သုံးပြုသွားဖို့အားပေးဆောင်ရွက်လျက်ရှိနေပါတယ်။မော်တော်ယာဉ်ကဏ္ဍမှာလည်းဓာတ်ဆီဒီဇယ်အစားလျှက်စစ်စွမ်းအင်သုံး EV ယာဉ်များကိုလည်းအစားထိုးသုံးပြုနိုင်ရေးကိုလည်းအထူးအားပေးဆောင်ရွက်လျက်ရှိနေပါတယ်။အလားတူစွာပဲကုန်ကျစရိတ်သက်သာစေတဲ့ရေချောင်းတရုတ်ပို့ဆောင်ရေးအတွက် AR မြစ်နဲ့ချင်းတွင်းမြစ်တို့ကိုရာသီမွေးထိရောက်စွာသုံးပြုနိုင်စေဖို့အတွက်ရေလမ်းကြောင်းပြုပြင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။လေကြောင်းပို့ဆောင်ရေးအနေနဲ့လေကြောင်းလိုင်း9လိုင်းကလေယာဉ်စုစုပေါင်း32စင်းပြေးဆွဲပေးလျက်ရှိနေပါတယ်။မန္တလေးဒေသကြီးပြည်ဦးလွမြို့မှာရှိတဲ့အနီးစကလေဆိပ်ကော့တောင်းဘိတ်ဒဝဲပသိမ်ပကံညောင်ဦးကျိုင်းတချိလိတ်လေဆိပ်တွေကိုလည်းခီးသက်တင်ဂျက်လေယာဉ်များစစ်သက်နိုင်စေဖို့အတွက်လေယာဉ်ပြေးလမ်းတွေကိုလည်းအဆင့်မြင့်တင်ခြင်းနဲ့ပြုပြင်ထင်းထင်းခြင်းလုပ်ငန်းတွေပါဝင်စီမံချက်10ခုကိုလည်းရပ်ပေါင်း100တွေအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နိုင်ခဲ့ပါတယ်။အခြားလေဆိပ်များကိုလည်းအဆင့်မြင့်တင်ခြင်းများဆက်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်စုအနေနဲ့ကုန်းလမ်းရထားလမ်းလေကြောင်းလမ်းလေကြောင်းတည်ပို့ဆောင်ပို့ဆောင်ရေးခန္ဓာအသီးသီးမှာအခြေခံအဆောက်အအုံတွေပုံမှုခင်းပြီးကောင်းမွန်လာစေရန်ပြည်သူများသွားလာရမှာလုံခြုံစိတ်ချရမှုအချိန်မှန်ကန်မှုနဲ့စိတ်ချမ်းမြေ့မှုအပြည့်အဝရရှိစေရန်ဆက်တဲ့ကြိုးပမ်းသွားမှာလည်းဖြစ်ပါတယ်။လေယာဉ်ရထားချိန်များထွက်ခွာချိန်ပန်ကန်ရေးကိုလည်းကြက်မှတ်ဆောင်ရွက်လည်းရှိနေပါတယ်။ပြည်တော်တော်နာယကနဲ့တွတ်တော်ကိုယ်တော်ကြီးများခင်ဗျာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြည်သူလူထုရဲ့လူမှုစီးပွားဘဝအဆင့်မြင့်များရိုးပြီးတဲ့လက်စစ်တာလုံလောက်စွာရရှိရလည်းအလွန်ရေးကြီးပါတယ်။လက်စစ်တာလိုအပ်ချက်ကိုကာလတွေဖြစ်ရှိနိုင်ဖို့အတွက်တဘာဝဓာတ်ငွေ့ရည် LNG ကိုအသုံးပြုတဲ့ဓာတ်ပေးစက်ကိုစီမံကိန်းတွေအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံတော်ရဲ့လက်စစ်တာထုတ်လုပ်မှုဟာရေအားလျှက်စစ်နဲ့တဘာဝဓာတ်ငွေ့အရင်းမြစ်မှုမှာအဓိကမိခိုအားထားရတဲ့အတွက်ရာသီဥတုပြောင်းလဲမှုဖြစ်စေနေကြောင်းရေအားလျှက်စစ်ထုတ်လုပ်မှုမှာဆင်ခုံမှုတွေရှိနေတယ်လို့ကမ္ဘာ့ဆောင်ရဲ့ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်းကျွန်တော်နိုင်ငံရဲ့ဆောင်ရဲ့လုံခြုံရေးအတွက်ရေရှည်မှာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆွေးနွေးအနေနဲ့ပြည်တွင်းကလျှက်စစ်နဲ့ဆောင်ရဲ့အရင်းမြစ်တွေကိုမှခြေခံပြီး
တင်းတယ်လေလက်စစ်ဓာတ်ထုတ်လုပ်မှုကိုတွက်ချင်းစဉ်းစားတဲ့နေရာမှာနေအောင်ကြီးစွမ်းရင်ဟာကျွန်တော်တို့နိုင်ငံတွေအထူးတင်းတော်တာကိုလည်းတွေ့ရှိရပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ပထဝီနေထားအရအီကွေတာနဲ့နီးတို့တစ်နှစ်ပါလို့နေအောင်ကြီးစွမ်းရင်အပြည့်အဝရရှိရတဲ့အတွက်အရှိတော်အာရှမှာဆိုလာစွမ်းရင်ထုတ်လုပ်နိုင်စွမ်းအစင်လာအကြီးအမားဆုံးအလားအလာကြီးမားဆုံးနိုင်ငံတွေမှာပါဝင်ပါတယ်နေအောင်ကြီးစွမ်းရင်သုံးပြီးတစ်နှစ်ကိုလက်စစ်ဓာတ်91,983.8 တရာဝတ်နာရီအထိတောင်ထုတ်လုပ်နိုင်စွာရှိနေပါတယ်အထူးသဖြင့်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းဒေသကြီးစတဲ့မြန်မာနိုင်ငံအလဲပိုင်းမိုးတို့ရန်ကုန်ဒေသကတော့ဆူလာဆွိုင်းနဲ့တစ်နှစ်ပါလို့အမြင့်ဆုံးထုတ်လုပ်ပေးနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်တဘာပေါပေါင်းချင်းထိကိုက်မှုရောနေစေတဲ့ပြန်လည်ပြည့်ဖြိုးမဲကိုပိုင်ဆူလာဓာတ်အပိစနစ်များတိဆောက်တက်ဆင်အသုံးပြုကြဖို့ဌာနဆိုင်ရာအဖွဲ့အစည်းများပုဂ္ဂလိကလုပ်ငန်းများဟိုတယ်လုပ်ငန်းများကိုလည်းအားပေးဆောင်ရွက်နေပါတယ်။တတော်ပြုံးတိမှုနဲ့ကာမွန်ထုတ်လုပ်မှုရောချနိုင်ဖို့တဲ့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ပြန်လည်ပြည့်ဖြိုးမဲ့စွမ်းရည်တွေကိုလည်းအသုံးချဆောင်ရွက်တဲ့နေရာမှာရေအားလက်စစ်ထုတ်ဓာတ်ပေးဆက်အုပ်တွေကရေရှိစဉ်ဆက်မပြဓာတ်ထုတ်လုပ်နိုင်ဖို့အတွက်အရေးကြီးတဲ့အတွက်ဆက်လက်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့် ARD ပြင်မမြေကြီးပေါ်မှာလည်းအနိတ္တမနဲ့ဓာတ်ပေးဆက်အုပ်တွေတည်ဆောက်နိုင်ဖို့အတွက်လေးလာမှုတွေဆောင်ရွက်လက်ရှိနေပါတယ်။မြေစုံစီမံကိန်းပါဝင်တည်ဆောက်မဲ့လက်စစ်စီမံကိန်း10ခုကိုလည်းဆက်လက်ကောင်းတဲ့ဖော်ဆောင်နိုင်မယ်ဆိုရင်နိုင်ငံတော်တဲ့လိုအပ်တဲ့လက်စစ်ဓာတ်ပမာဏကိုအပြည့်အဝဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့အတွက်ကြိုးစားကောင်းတဲ့ဖော်ဆောင်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။နိုင်ငံတော်တဲ့လိုအပ်တဲ့လက်စစ်ဓာတ်ရရှိနိုင်မဲ့နီလမျိုးစုံကနေကြိုးပမ်းဆောက်တဲ့နေရာမှာကြောင်မီသွေးသွင်းလက်စစ်ဓာတ်ပေးလုပ်ငန်းနဲ့နျူကလ িয়ার စွမ်းအင်သွင်းလက်စစ်ဓာတ်ပေးလုပ်ငန်းတွေဟာလည်းထပ်သွင်းစဉ်းစားရမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ကျွန်တော်နိုင်ငံအနေနဲ့2030ပြည့်နှစ်မှာတနင်္ဂနွေလက်စစ်ဓာတ်ရရှိရေးစီမံချက်ပြည့်မီဖို့အတွက်တတောက်တဲ့နေရာအားဖြည့်နိုင်ဖို့660မဂ္ဂါဝတ်ထိထွက်မဲ့တဘာဝပေါင်းခြင်းကိုထိခိုက်ဖို့အနည်းဆုံးဖြစ်စေမဲ့အစစ်မြင့်နည်းပညာသုံးကြောင်မီသွေးဓာတ်ပေးဆက်ယုံကို9နှစ်အတွင်းအစစ်နဲ့တိစောက်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်နျူကလ িয়ার ဓာတ်ပေးဆက်ယုံတိစောက်နိုင်ရေးအတွက်လည်းကျွန်တော်တို့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်ထောင်စုတော်နာယကနဲ့သူတော်ကိုယ်တော်ကြီးများခင်ဗျာနိုင်ငံတကာတည်ဆောက်ရေးမှာအဓိကမောင်းတဲ့အဖြစ်တဲ့လူသားအရင်းမြစ်ဟာအဓိကအကြဆုံးဖြစ်ပြီးဒီအရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်စေဖို့တဲ့ပညာရေးခါခိုင်မာတဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးအခြေအနေကိုလေ့လာကြည့်မယ်ဆိုရင်2024ခုနှစ်မှာအသက်15နှစ်နဲ့တဲ့လူဦးရေရဲ့စတပြမှုနှုန်းဟာ92.1 ရာခိုင်နှုန်းရှိပြီးတွက်ချက်နိုင်မှုက92.3 ရာခိုင်နှုန်းရှိပါတယ်အင်္ဂလိပ်ရဲ့ကိုလိုနီမဖြစ်ပြီးကကျွန်တော်နိုင်ငံဟာကိုယ်ပိုင်ဘာသာစကားနဲ့စတတ်မြတ်မှုတို့မြင်မာခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ရွာတိုင်းမှာဘုံတော်ကြီးကျောင်းတွေရှိပြီးယောက်ျားလေးတဲ့တမကမိန်းကလေးများပါစာရေးစာပါအတွက်ချက်တင်ကြားခဲ့ရတဲ့အတွက်18ရာစုနဲ့19ရာစုကလာရောက်ခဲ့ကြတဲ့ဥရောပသားတွေကတော့မြန်မာတို့ရဲ့စတတ်မြတ်မှုနှုန်းကိုအံ့ဩခဲ့ကြပါတယ်။1885ခုနှစ်မြန်မာတနိုင်ငံလုံးဗြိတိရှလက်အောက်ကိုကြောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့သမန်းဝင်ဘုန်းတော်ကြီးတင်ပညာရေးစနစ်မှိမ့်မိန်သွားခဲ့ရပါတယ်။1948ခုနှစ်လွတ်လပ်ရချိန်မှာမြန်မာနိုင်ငံရဲ့စာတတ်ပြမှုနှုန်းဟာ35ရာခိုင်နှုန်းခန့်သာရှိတဲ့အတွက်ပြည်သူများစုဟာစမတတ်သူများဖြစ်နေခဲ့ပါတယ်။ဖဆပလအစိုးရလက်ထက်မှာလူထုပညာရေးအဥပဒေ1948ကိုပြဋ္ဌာန်းပြီးစမတတ်သူပပျောက်ရေးအတွက်ရှေ့ပြေး၄နှစ်စီမံကိန်းတွေနဲ့စတင်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ပြည်တွင်းရောင်းစုံတောင်းကျမှုနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထိရောက်မှုအားနည်းခဲ့တာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်1964ခုနှစ်အာတုံလုံးလှုပ်ရှားမှုမစတင်မီအချိန်ထိမြန်မာနိုင်ငံမှာစမတတ်တဲ့တက်ကြီးရွယ်အိုနဲ့ကျေးလက်နေပြည်သူဥယေဟာဒုနှစ်တည်းနဲ့ရှိနေစေဖြစ်ခဲ့ပါတယ်။ဒီအာတုံလုံးလှုပ်ရှားမှုတွေကြောင့်မြန်မာပြည်သူလူထုရဲ့စာသားမြတ်မှုပြန်လည်မြင့်မားလာခဲ့ပြီး1983ခုနှစ်တကောင်စင်းမှာ81ရာခိုင်နှုန်း1983ခုနှစ်တန်းကောင်စင်းမှာ88.6 ရာခိုင်နှုန်း2014ခုနှစ်တန်းကောင်စင်းမှာ89.5 ရာခိုင်နှုန်းဖြစ်တဲ့အတွက်စာတတ်မြောက်မှုရာခိုင်နှုန်းကစဉ်စစ်မပြတ်တိုးတက်တာတယ်လို့ဆိုနိုင်ပါတယ်
ဒါကြောင့် UNESCO ဘွဲ့ရဲ့ဂုဏ်ပြုဆုတွေဖြစ်တဲ့1981ခုနှစ်မှာမိုဟာမက်ရေဇာပါလာဗီဆုနဲ့1983ခုနှစ်မှာနိုမာဆုတို့ကိုမြန်မာနိုင်ငံကထိုက်တန်တာဆုချီးမြှင့်ခံခဲ့ရပါတယ်ဒီနေရာမှာတင်ပြလိုတာကတော့စာတတ်မြတ်မှုနှုန်းမြင့်မားနေပေမဲ့ပြည်သူလူထုရဲ့ကြောင်းနေရာခိုင်နှုန်းကနေပါနေသေးပြီးပညာရေးချင်းနှိပ်ပနေစေဖြစ်တာကိုလည်းတွေ့ရှိရပါတယ်2024ခုနှစ်တကောင်လူဦးရေနဲ့တကောင်စင်းအိမ်ကျောင်းမှာတကောင်စင်းရအသက်15နှစ်အရွယ်လူငယ်9ဦးမှာ3ဦးသာလက်ရှိကျောင်းတက်ရောက်နေတာဖြစ်ပြီးအသက်20အရွယ်6ဦးမှာ2ဦးသာပညာဆက်လက်သင်ကြားနေတာကိုလည်းတွေ့ရှိရတဲ့အတွက်လယ်တန်းစစ်နဲ့အထက်တန်းစစ်မှာကျောင်းထွက်တို့မြင့်မားနေတာကိုလည်းတွေ့ရှိရပါတယ်အသက်25နှစ်တဲ့လူဦးရေရဲ့အမြင့်ဆုံးအောင်မြင်ပြီးသည့်တဲ့အတိုင်းပညာအနေနဲ့အတန်းမရှိတဲ့မူလတန်းအဆင့်ပြည့်မြောက်မှု49%အလယ်တန်းအဆင့်ပြည့်မြောက်မှု23.8%အထက်တန်းအဆင့်ပြည့်မြောက်မှု14%နဲ့ခွဲရပြီးသူ17.5%သာရှိပါတယ်ရခိုင်တန်းကောင်စင်းများအချက်လက်များကိုပြန်ကြည့်မယ်ဆိုရင်လည်းအတန်းမရှိတဲ့မူလတန်းအဆင့်သာပြည့်မြောက်ပြီးသူက1983ခုနှစ်မှာ90%နှုန်း1983ခုနှစ်မှာ84%နဲ့2014ခုနှစ်မှာ61%ရှိတဲ့အတွက်မြန်မာနိုင်ငံရဲ့လူဦးရေအများစုဟာမူလတန်းပညာရေးသက်ပြည့်မြောက်ခဲ့တယ်လို့သုံးသပ်ရရှိပါတယ်1983ခုနှစ်မှာအသက်25နှစ်ရှိသူတွေဟာ1988ခုနှစ်မှာအသက်40အရွယ်ဖြစ်လာမှာဖြစ်ပြီး2021ခုနှစ်မှာတော့83နှစ်အရွယ်ဖြစ်လာကြမှာဖြစ်ပါတယ်ထို့တူပဲ1983ခုနှစ်မှာအသက်25နှစ်ရှိခဲ့တဲ့သူတွေဟာ1988ခုနှစ်မှာအသက်30နှစ်2021ခုနှစ်မှာ63နှစ်ဖြစ်လာမှာဖြစ်ပါတယ်2014ခုနှစ်မှာအသက်25နှစ်ရှိတဲ့သူတွေဟာ2021ခုနှစ်မှာ32နှစ်အရွယ်ဖြစ်ကြခဲ့ကြတဲ့အတွက်ပညာတတ်မြောက်မှုနည်းပါးပြီးစဉ်းစားဆင်ခြင်မှုနည်းပါးအားနည်းကအကြမ်းဖက်မှုတွေကသာလှုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်ဒါဟာသင်္ကားသာတစ်ခုဖြစ်ခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍမြင့်တင်ရေးအတွက် KG+9 အထိမတိမနေရပညာစနစ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍတိုးတက်လာစေဖို့အတွက်နိုင်ငံတော်ဘဏ္ဍာငွေတွေကိုပညာရေးကဏ္ဍမှာပုံမှုတိုးမြင့်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကဏ္ဍတိုးတက်ဖို့အတွက်2026-2029ဘဏ္ဍာရေးနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်ပဲနိုင်ငံတော်ဘဏ္ဍာငွေရဲ့ 6.92% အသုံးပြုသွားမှာဖြစ်တယ်လို့တခြားဝန်ကြီးဌာနတွေရဲ့ပညာရေးကဏ္ဍတွေအပါအဝင်နိုင်ငံတော်ဘဏ္ဍာငွေကနေ 9.22% အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။လာမယ့်2029-28ခုနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်နိုင်ငံတော်ဘဏ္ဍာငွေရဲ့ 10% နဲ့မနဲ့တိုးမြင့်အသုံးပြုသွားမှာဖြစ်ပြီးလာမယ့်တစ်နှစ်ကျော်2028-29ဘဏ္ဍာနှစ်မှာပညာရေးကဏ္ဍအတွက်နိုင်ငံတော်ဘဏ္ဍာငွေရဲ့ 15% အထိတိုးမြင့်အသုံးပြုသွားဖို့စီမံဆောင်ရွက်နေပါတယ်။လက်ရှိကာလပညာရေးဝန်ကြီးဌာနရဲ့စည်းရင်းအချက်အလက်များတွေက2026-29ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့်မှာ9.3 သန်း9 သန်းအလယ်တန်းအဆင့်မှာ2 သန်းကျော်ထက်တန်းအဆင့်မှာ6 သိန်းကျော်နဲ့စုစုပေါင်း9.5 သန်းကျော်တက်ရောက်ပညာသင်ကြားလျက်ရှိနေကြပါတယ်2025-26ပညာသင်နှစ်မှာအခြေခံပညာအဆင့်ကျောင်းသားစုစုပေါင်း9.1 သန်းကျော်တက်ရောက်ခဲ့တာနဲ့ပြန်လည်နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ယခုနှစ်မှာကျောင်းသားဦးရေ4 သိန်းခန့်တိုးမှုတိုးတက်လာတာကိုလည်းတွေ့ရှိရပါတယ်။ဒါပေမဲ့လည်း2016-2019ပညာသင်နှစ်မှာကျောင်းတက်ရောက်သူ9.4 သန်းနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ယုံနေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသူရဲ့ကလေးတိုင်းကျောင်းတက်ရောက်နိုင်စေဖို့အတွက်ကျွန်တော်တို့အနေနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံသားတို့ရရှိမဲ့ပညာသင်ယူမှုအခွင့်အရေးကိုအလေးထားသလိုပြည်သူအကျိုးကိုရှေ့ရှုပြီးကျောင်းပြပရောက်နေတဲ့ကလေးတွေကိုကျောင်းပြန်လည်ရောက်ရှိစေဖို့တဲ့ placement test အထူးအစီအစဉ်ကိုပြုလုပ်ပေးခဲ့ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာအခြေခံပညာဘုရတန်းဆင့် grade 2ကနေ grade 5မှာစင်းပေးသွင်းသူ314,362ဦးတည်းကဖြည့်ဆည်းသူ9,959 ဦးရှိခဲ့ပြီးအောင်မြင်သူ4,3,510 ဦးရှိခဲ့ပါတယ်။အလယ်တန်းအဆင့် grade 6မှ grade 9မှာစင်းပေးသွင်းသူ9,1,818 ဦးတည်းကဖြည့်ဆည်းသူ4,5,329 ဦးရှိခဲ့ပြီးအောင်မြင်သူ9,865 ဦးရှိခဲ့ပါတယ်။
ပညာရေးအားနည်းတဲ့ဒေသတွေအတွက်အထူးစီမံချက်တွေချမှတ်ပြီး KG ပြတ်နိုင်အထိပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်သလိုစက်မှုစိုက်ပျိုးမွေးမြူရေးထက်တန်းကျောင်းတွေကိုလည်း92ကျောင်းထိဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ယခုနှစ်ကစပြီး KG 6မှာပြတ်တန်းစာအုပ်တွေနဲ့သင်ကြားပေးလက်ရှိနေပြီးဩဂုတ်လကုန်မှာတော့ KG 7, 8, 9အတန်းတွေမှာပြတ်တန်းစာအုပ်တွေနဲ့ဆက်လက်ဝေငှပြီးသင်ကြားပေးနိုင်ဆောင်ရွက်နေပါတယ်။ဒီလိုသင်ကြားတဲ့နေရာမှာအချင်းပြည့်ဝတဲ့နည်းပြတွေလုံလုံလောက်ရရှိအောင်မွေးမြူလေ့ကျင့်ပေးသွားမှာဖြစ်ပြီးလွတ်တဲ့ပုံမှာလည်းထိထိရောက်အသုံးချနိုင်တဲ့နည်းလမ်းနည်းပညာအခြေခံတွေတမ်းမြောက်စေဖို့လည်းကြက်မှဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဆက်ပြိုးနဲ့မွေးမြူသိပ္ပံကျောင်းတွေကတဆင့်တင့်တော်တဲ့သိပ္ပံကျောင်းတွေကိုတက္ကသိုလ်ကောလိပ်အဆင့်မြင့်တင်ခြင်းနဲ့ပိုလီတက်နစ်သိပ္ပံတွေကိုသိပ္ပံတွေနဲ့တက္ကသိုလ်တွေတိုးချဲ့ဖွင့်လှစ်တာရေးတွေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိစိုက်ပျိုးရေးနဲ့မွေးမြူသိပ္ပံကျောင်း15ကျောင်းတွေကကျောင်းဧရိယာနဲ့အခြေခံအဆောက်အအုံရတင့်တော်တဲ့ပွင့်ပြူတာယာဝတီတထုံနဲ့ဟဲဟိုတို့မှာရှိတဲ့စိုက်ပျိုးနဲ့မွေးမြူသိပ္ပံတွေကိုစိုက်ပျိုးနဲ့မွေးမြူကောလိပ်အဖြစ်အဆင့်မြင့်နဲ့တိုးမြင့်နိုင်ဖို့နဲ့လိုအပ်တဲ့ဆရာဆရာမနဲ့ဝန်ထမ်းတွေခန့်နိုင်ဖို့စီမံဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပညာရေးကဏ္ဍမှာအခြေခံပညာကျောင်းပေါင်း9962ကျောင်းရှိတဲ့နဲ့35,539ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးပညာရေးဝန်ကြီးဌာနအစိမ့်မြင့်ပညာဦးစီးဌာနအောက်မှာရှိတဲ့တက္ကသိုလ်အခု90နဲ့48ခုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အခြေခံပညာအဆင့်မှာဆရာဆရာမအင်အား3,5,285 ဦးအဆင့်မြင့်ပညာအဆင့်မှာ1,689 ဦးတာဝန်ထမ်းဆောင်လည်းရှိနေကြပါတယ်။ပညာဒီဂရီကောလိပ်25ခုနဲ့5ခုကိုဆရာတက်ပညာသင်တက္ကသိုလ်အဆင့်မြင့်တင်ဆောင်ရွက်နိုင်မြင့်တင်ရေးဆောင်ရွက်နေပါတယ်။ပညာဒီဂရီကောလိပ်မှာထူးချွန်စွာအောင်မြင်ခဲ့သူတွေကိုလည်းဆရာတက်ပညာသင်တက္ကသိုလ်တွေမှာမဟာဘွဲ့တက်ခွင့်ပေးပြီးမဟာဘွဲ့ရရှိပါကထက်တန်းပြဆရာဖြစ်ခန့်အပ်ပေးသွားမှာလည်းဖြစ်ပါတယ်။မူရတန်းပြအဖြစ်သာတာဝန်ထမ်းဆောင်သူတွေကိုပညာဒီဂရီကောလိပ်ကသက်ဆိုင်ရာဘွဲ့များရပြီးရင်လက်ထောက်မူရတန်းပြလက်ထောက်အလယ်တန်းပြနဲ့ဇာစာတူအဖြစ်ခန့်အပ်ပြီးတင်ကြတဲ့လုတ်တဲ့အရေးချင်းပေါ်မှာမူတည်ပြီးတော့ဆက်လက်ပြီးဒုတိယမူရတန်းပြအလယ်တန်းပြရဲ့လစာတူတဖန်တတ်မှတ်လုတ်တဲ့အရေးချင်းကိုက်ညီရင်မူရတန်းပြအထက်တန်းပြလစာနဲ့အတူယာဓုလစာများတိုးမြင့်ပေးသွားမှာလည်းဖြစ်ပါတယ်။ကလေးသူငယ်များရဲ့ပညာရေးဟာမူလတန်းမှာအရေးကြီးတဲ့အတွက်စီစဉ်ပေးထားခြင်းလည်းဖြစ်ပါတယ်။လာတူပဲပညာဒီဒီကောလိပ်မှာဖွဲ့ရပြီးရင်ဘွဲ့ရပြီးရင်လက်ထောက်အလယ်တန်းပြများဖြင့်ခန့်မှာဖြစ်ပြီးတတ်မှတ်လုတ်တဲ့အရေးချင်းပြည့်မီရင်ဒုတိယအလယ်တန်းပြတတ်မှတ်လုတ်တဲ့အရေးချင်းပြည့်မီရင်အလယ်တန်းပြထက်တန်းပြလစာနဲ့လစာတူအဖြစ်တိုးမြင့်ခံထားပေးသွားမှာလည်းဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ခန့်ဖို့ကြံ့ကြာနေခဲ့တဲ့ဆရာဆရာမ8000ကိုလည်းယခုလတွင်ခန့်ပေးထားပြီးလည်းဖြစ်ပါတယ်။ထပ်မလိုအပ်နေတဲ့မူရတန်းပြဆရာဆရာမတွေကိုလည်းတက္ကသိုလ်ဘွဲ့ရများမှာခေါ်ယူပြီးပညာရေးဒီဂရီကောလိပ်သီးသီးမှာဒီပလိုမာသင်တန်းတွေတက်စီပြီးတော့ခန့်ပေးသွားမှာလည်းဖြစ်ပါတယ်။ပညာရေးပြုပြင်ပြောင်းလဲမှုမှာကလေးတွေကိုစာမွဲအောင်မျှမဟုတ်ပဲအမှန်တကယ်နားလည်တတ်မြောက်တဲ့ကလေးတွေဖြစ်အောင်ဘယ်ဆိုထူးချွန်တဲ့ကလေးတွေဖြစ်အောင်ပြုစုပြောထောင်ပေးဖို့နဲ့ဤဒီမီမှန်မှအမှတ်ပေးတဲ့စနစ်ကိုလည်းပြုပြင်ပြောင်းလဲဖို့ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဗလာ9ဓာတ်နဲ့ပြည့်ဝတဲ့ကျောင်းတွေဖြစ်စေဖို့တဲ့အခြေခံပညာကဏ္ဍမှာ Smart School နဲ့ Full for School Program တွေကိုလည်းကျွန်တော်တို့ဆိုရရက်ပေါင်း100ကာလအတွင်းမှာအာကာသရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေနဲ့ပေါင်းစပ်ဆောင်ရွက်လက်ရှိပါတယ်။ဒါပြင်ပြည်내တိုင်းဒေသကြီးတည်တည်မှရှိတဲ့တက္ကသိုလ်ကြီးများမှာလည်းဘွန်ဒင်းသမင်ခမ်းမများအပန်းပြေရိပ်သာများအစိမ့်မြေဘောလုံးကွင်းနဲ့အာကာသယူမှလည်းတိဆောက်ပေးလက်ရှိနေပါတယ်။အစိမ့်မြေပညာရေးမှာသုတေသနဆောင်ရည်တိုးမြင့်ရေးဗဟိုဌာန CRI ကိုရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့နေပြည်တော် State Academy တို့မှာတည်ထောင်ပေးနေပြီးသုတေသနလုပ်ငန်းတွေဆောင်ရွက်လက်ရှိနေပါတယ်။ဒါပြင်ဘာသာဆိုင်ရာထူးချွန်သူတွေမွေးထုတ်ပေးနိုင်ဖို့တဲ့ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့နေပြည်တော် State Academy တို့မှာတင်ချာယူပဗေဒဓာတုဗေဒဘာသာရေးတွေအတွက်သိပ္ပံပညာထူးချွန်စုစီးပွားရေးနဲ့ဥပဒေဘာသာရေးတွေအတွက်စီးပွားရေးပညာထူးချွန်စုနဲ့ဥပဒေပညာထူးချွန်စုတွေပေးအပ်သွားမှာလည်းဖြစ်ပါတယ်